အဲ့ဝေးဖက်တဲ့ထဲမှာလည်းပါတာပေါ့နော်ဒီဟာကြတော့အမားတို့ထောင်ကျော်လောက်တာမှာ3ရက်ထဲနဲ့ကုန်သွားတာပထမတုတ်ကဒါဒု second ပေါ့နော် second 3ရက်ထဲနဲ့ကုန်သွားတာဖြစ်တဲ့အတွက်ကြောင့်တချို့ကြတော့လည်းအမျိုးတွေကိုပေးတယ်ပေါ့နော်မင်းသားမင်းသမီးတွေကိုပေးတယ်ပေါ့ပြန်ကြတော့မကောင်းတာကောင်းတာအကုန်ကြားတယ်အများစုကတော့9000ကိုမတန်ဘူးဆိုပြီးတော့တချို့ဝေဖန်မှုတွေရှိတယ်။သူကတော့ကိုယ့်တကူကြီးအတွင်းနဲ့မျိုး9000ကတန်တယ်လို့ယူဆတယ်ရှင်ပထမတစ်တုံးမှာလုံးဝဘသူ့ကိုမှလည်းလက်ဆောင်တစ်ခုမှမပေးခဲ့ရဘူးဘာလို့ဆိုတော့အကုန်လုံးကဝယ်ကြရတယ်ပြီးတော့မသိဘူးမမျက်လေးတို့ဘာလို့ဆိုလဲဒါမသိဘူးပေါ့နော်အဲ့တုန်းကဆိုသူတင်ထားတဲ့အချိန်မှာပြောပါလားပေါ့နော်သူနဲ့လည်းခင်တယ်ဒါပေမဲ့တကယ်တော့သွားပြီးတော့ဝယ်ပြီးတော့ဝေဖန်တဲ့ဟာလေးတွေလည်းသူတို့မြင်ကြမှာပေါ့နော်မြင်ကြတော့ဝယ်ရင်းနဲ့မှသူတို့ရဲ့စိတ်ထဲမှာတကယ်ကိုပြန်ပြီးတော့ပြန်ဖြည့်ရှင်းပေးခြင်းတဲ့ဟာမျိုးလေးတွေလည်းတွေ့တော့လည်းရန်ဝမ်းတာရတယ်လူပညာရှင်တွေရောအကုန်ဒီမီဒီယာသမားတွေအားအကုန်လုံးပေါ့နော်အားပေးကြရတယ်ဒီမြန်မာဆိုတဲ့ဟာမျိုးလေးကိုသူဖြစ်စေချင်ကြတဲ့ဟာပေါ့နော်အဲ့ဒါတွေ့တော့လည်းဝမ်းတာပါတယ်လို့အကြိုက်ဆုံးဟောဒီအောက်ကစာချောင်းလေးဗာလေးလဲဆိုတော့ကိုကရွေးချယ်ရမှာမဟုတ်ဘူးအယုတ်ကလေးကဒါကိုကိုရွေးချယ်သွားမှာကိုကသူ့ကိုဗာလဲဆိုတော့ရွေးချယ်တာမဟုတ်ဘူးသူကကိုကိုရွေးချယ်တာအဲ့ဒီရဲ့ idea အဲ့ဒီရဲ့စိတ်ကူးစိတ်တမ်းအရင်သဘောကျတယ် blind ဘောက်ကကိုကရွေးချယ်တာမဟုတ်ဘူး blind ဘောက်ထဲမှာပါတဲ့အယုတ်ကလေးကကိုကိုရွေးချယ်တာအဲ့ဒီ idea အရင်ကြိုက်ပါတယ် okayတပီးလေးတွေ blind box လုပ်တယ်နဲ့မြန်မာရုပ်ကလေးတွေကိုလည်းဒီလို blind box ပေါ့ဘာမှစိတ်ထဲမှာလည်းဘာမှဟိုမဖြစ်ပဲနဲ့ဒီတိုင်းပဲဒီစက်ကူရုပ်ကလေးတွေကိုစက်ကူ box လေးထဲမှာထည့်မယ်blind box လေးလုပ်မယ်ပေါ့နော်ဈေးသက်တာနဲ့ဟာလုပ်မယ်ဆိုပြီးတော့တင်လိုက်တဲ့အချိန်မှာအကုန်လုံးကမျောလင့်ကြတာပေါ့နော်အဲ့ဒါကိုတွေးလိုက်တော့ပို့ပြီးတော့ဒီပထမဦးဆုံးလဲမျောလင့်ထားကြတယ်အများကြီးလဲ share ကြရတယ်ဆိုတော့ပထမဦးဆုံးဖြစ်တဲ့ဟာမျိုးလေးလည်းဖြစ်သွားမယ်ထင်တယ်ဆိုပြီးတော့ပြန်ပြောင်းလိုက်တာပေါ့နော်ဟာလေအမားတို့ကပထမစက်ကူရုပ်ပေါ့နော်စက်ကူရုပ်လုပ်တယ်စက်ကူရုပ်မှာမှမြန်မာဟာတွေကကြတော့ဇီကွက်တို့ပြတိုင်းတောက်ပါမယ်ဖိုးဝါရုပ်ပေါ့မြန်မာစက်ကူရုပ်ကစားစရာလေးလုပ်ဖို့လုပ်ခဲ့တာပေါ့နော်ကြီးညာထားခဲ့တာဒါပေမဲ့အိမ်မှာမှထပ်ပြီးတော့နော်တခြားတယောက်နဲ့လည်းတူနေတာလေးဖြစ်မှာဆိုတဲ့အတွက်ကြောင့်ဒီဟာလေးကိုပြန်ပြီးတော့နှစ်ပတ်အတွင်းမှာပြန်ပြောင်းပြီးတော့ပေါ့နော်ဒီမင်းသားလေးတွေကလည်းအခုမှမြန်မာရဲ့ဇက်တပေကလည်းပြန်ပြီးတော့ခစ်စားလာတယ်ဆိုတော့ဒီဇက်တပေကမင်းသားလေးတွေပါမယ်ပြီးတော့ဇော်ကြီးတို့ဘာလို့ဆိုလဲဒါတိတ်ပြီးတော့မသိကြတိတော့သိတယ်ဒါပေမဲ့မေ့နေကြလားပေါ့နော်အဲ့ဒါလေးထည့်ထားတယ်ပြီးတော့နောက်ပိုင်းကျတော့ဒီဘရင်တို့စစ်သူကြီးတို့ကလည်းဒီအိတ်ကာလာမှာတော့ကျတော့လေရိုးရီးယားကရုပ်ရှင်ကားတကားလည်းထွက်နေတဲ့အချိန်မှာဆိုတော့ဒါနေရဲဆွမ်းတို့ဘာလို့ခစ်စားနေတဲ့အချိန်မှာအဲ့ဒါလေးထည့်ပြတာပြီးတော့ဘောင်ရင်လောင်းတို့ဘာလို့ကလည်းဒါမြန်မာနိုင်ငံမှာဒါပေါ့နော်ဗုဒ္ဓဘာသာဟာလေးအများတော့အဖြစ်ဗုဒ္ဓဘာသာများတာဖြစ်တဲ့အတွက်ကြောင့်ဒီဘောင်ရင်လောင်းလေးဆိုလဲဒါအမတို့ရဲ့ဒီမြန်မာရဲ့ပေါ့နော်ရဟန်းခဲရှင်ပြူခန်နီးမှာဆိုဒါပေါင်းရင်လောင်းလေးကိုလည်းဒါကလေးတွေသိစေချင်တယ်ဆိုတဲ့ဟာမျိုးလေးနဲ့အဲ့လိုတခုချင်းစီက story လေးနဲ့ဖြည့်ပြတာပေါ့နော်ဟုတ်အမအရင်တော့ကျတော့ဒီ 90s တို့ရွာဆိုတော့အမတို့ဒီကာလမှာ 90s kid ပေါ့နော် 90s born တွေကလွမ်းကြရတယ်ပြီးတော့ 90s born တော်များလဲဒီ30နီးပါးလောက်မှာဖြစ်နေ35 30လောက်မှာဖြစ်နေကြပြီဆိုတော့ဒီကာလမှာလူကြီးတွေလည်းဖြစ်တယ်သတိလည်းရကြရတယ်ဆိုတော့အဲ့တော့ကိုလည်းလွမ်းပြေလို့ရင်းနဲ့ဒီအိုးပုတ်ကလေးတွေမြေအိုးပုတ်ကလေးတွေကစားတဲ့ဟာလေးကိုသတိရပြီးတော့တစ်သားအိုးပုတ်ကလေးတွေလုံရင်းနဲ့ပေါ့နော်ဒါဖြည်းဖြည်းနဲ့ပထမ 90 ဆိုရကလေးဆော့စရာပေါ့နော်တစ်သားရုပ်ကနေစက်ကူရုပ်ကလေးတွေလုံလာတယ်ပြီးတော့တဖြည်းဖြည်းနဲ့ဒီ blind box လေးပေါ့ဖြစ်လာတာပေါ့ကတော့ဝေဖန်မှုကတော့ဒါဘာလို့ကို live မလုပ်လဲရှိကြတာပေါ့နော်ရှိကြပေမဲ့တော်တော်များကိုလည်း live ဖက်ဖြစ်တယ် live ဖက်ဖြစ်တော့ပေါ့နော်တစ်ခါကျအထင်လွဲနေတဲ့ဟာမျိုးလေးလည်းရှိရဲခါကျသူတို့ပြောတဲ့ဟာလေးလည်းမှန်နေရလေးရှိရဲပေါ့နော်အဲ့တော့ဒီဟာဝေဖန်တာထက်ပြန်ပြီးတော့နောက်ဒီတစ်ခုတည်းထုတ်မှာမဟုတ်တဲ့အတွက်ကြောင့်ဒီတစ်ခုထုတ်လာမဲ့အချိန်မှာအကောင်းဆုံးပို့ပြီးတော့လုပ်သွားလို့ရတာပေါ့နော်ဝေဖန်တာလည်းလက်ခံပါတယ်ရှင်ဟုတ်ဝေဖန်မှုကတော့ပေါ့ AI ပေါ့ AI သုံးတယ်ပေါ့နော် AI သုံးတယ်ဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့အဲ့ဒါကြတော့လေပေါ့နော်ဒီအမားတို့ကလိုချင်တဲ့ပုံစံပြောတယ်ပြောပြီးတော့ဒီဟာကိုအပ်လိုက်တယ်ပေါ့နော်အပ်လိုက်ပြီးတော့ထွက်လာတဲ့အယုတ်ကလေးပေါ့ဒါပေမဲ့ AI ကလည်းဘယ်လိုအထင်လွဲသွားလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့တကယ်လဲ3 artist နဲ့လည်းဆွဲတယ်တကယ်လဲလေးစားတယ်ပေါ့နော် artist တွေကိုလည်းလေးစားတယ်အဲ့လိုတစ်ခါကျထင်ကြတဲ့ဟာပေါ့နော်ဒီဟာလုံးလိုက်တဲ့အတွက်ကြောင့်ဘဘူးပညာရှင်တို့ဘာလို့မဖြစ်ဘူးလားဘာညာတော့ပြောတဲ့အချိန်မှာတော့စိတ်မကောင်းတော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီရည်ရွယ်ချက်တစ်ခုမှမရှိဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ဘဘူးကြိုက်တဲ့သူကဘဘူးရှိကိုသွားမယ်ကျွန်းကြိုက်တဲ့သူတက်သားကြိုက်တဲ့သူကသွားကြမှာပဲတကယ်တဲ့ပေါ့နော်ဒီဟာလေးဒီဈေးနဲ့ဒီသဘောကျတဲ့သူကဒီကိုလာမှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးတွေကိုညီမအမကကြတော့ဒီပေါ့နော်ဒီမင်းသားလေးတွေပေါ်လာတယ်ကိုကဒါခံနေလိုက်တယ်ခံလိုက်တဲ့အချိန်မှာသူတို့ idea လေးရသွားပြီးတော့ဘဘူးရှိလဲသွားပြီးတော့မင်းသားလေးထုတ်ပေးပါလားဆိုပြီးတော့လာမယ်ပေါ့အဲ့လိုရိုးလေးပဲတွေးလိုက်တာပေါ့နော်ဒါပေမဲ့ခါကျရင်သူတို့တွေးရလေးလေမှန်ပါတယ်တယောက်နဲ့တယောက်ကတော့အမြင်ချင်းမတူဘူးပေါ့အဲ့တော့
အကုန်လုံးလိုက်ဖက်ပြီးတော့လဲဒါတခုခုအထင်လွဲတာရှိလဲလိုက်ပြီးတော့ဖြည့်ရှင်းတယ်ဖြည့်လို့မရရင်တော့ဒီကနေပဲပေါ့နော်နားလည်ပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်အဲ့လိုပဲသွားကြတာဟိုလေပျော်လဲပျော်တာပေါ့နော်တကယ်တမ်းတော့ဟိုလက်ဆောင်ပေးချင်တယ်ဒါပေမဲ့အဲ့လိုမျိုးဝယ်သွားတဲ့ဟာဘယ်တော့ပဲဝယ်ပေါ့နော်ကိုရဲ့ချစ်တဲ့သူတွေကလိုက်ပြီးအားပေးကြတယ်တချို့ကြတော့လဲလက်ဆောင်ပေးချင်ကြတယ်ပေါ့ဒါပေမဲ့အဲ့လိုပြန်ဝယ်တဲ့ဟာလေးတွေ့ရတဲ့ဟာပြီးတော့ပြန်တင်တဲ့ဟာလေးတွေ့တဲ့အချိန်မှာတော့ကိုအရန်ပျော်ရတယ်ပေါ့နော်အဲ့ကြည်နူးမှုကဘာနဲ့မှမလဲနိုင်ဟုတ်ပျော်တယ်ဆိုတာလေဆက်စားခြင်းတွေကဒီဟာလေးတွေပေါ့နော်ဟိုမြမရိုးရာဟိုကနေအခြေခံပြီးစားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာရိုးရာတွေလည်းအများကြီးရှိတယ်လုပ်လို့ရတဲ့အယုတ်တွေလည်းအများကြီးပဲအဲ့တော့ဟိုတခြားနိုင်ငံကဟာလိုရအောင်သူတို့ထွင်ပြီးတော့လုပ်ရတဲ့ဟာရှိတယ်ဒါပေမဲ့အမားတို့မှာထွင်စရာမလိုဘူးအမားတို့မှာအများကြီးရှိတယ်ဂလုံတို့ချင်းသေးဆိုလဲသူများနဲ့မတူတဲ့ချင်းသေးပေါ့နော်အဲ့လိုမျိုးဟာမျိုးကြီးတွေအများကြီးပဲတချို့ဆိုလဲအဲ့လိုပွဲတော်မှာအဲ့လိုစင်ကတာတို့ပြီးတော့နောက်ပါလဲဟိုဟာလေစင်ကအကြောင်းမဲ့ဟိုဟာလားကြောက်ဆက်စင်တို့ဘာလို့ဆိုလဲအဲ့လိုပြန်လုပ်လို့ရတဲ့ဟာလေးအဲ့ဒါလေးတွေတွေ့ဟိုပေါ့နော်ဒါလေးတွေမြင်တဲ့အချိန်မှာကိုယ့်ထက်အမထက်ညံကောင်းမဲ့သူအမထက်ဟို idea ကောင်းတဲ့သူတွေကပို့ပြီးတော့လုပ်လို့ရတဲ့ဟာမျိုးလေးတွေတွေ့ရတော့လေဝမ်းသာပါတယ်အဲ့လိုလည်းဖြစ်စေချင်ခဲ့တာဟုတ်ဒီဟာကတော့အခုဒုတိယတစ်တုပ်ပေါ့ဒုတိယတစ်တုပ်1000ထပ်လုပ်တယ်ဒါပေမဲ့ဟိုဒါပြီးရင် second series တို့ third series တို့ကလည်းဟို plan ထားတဲ့ဟာဖြစ်နေရောဒီဟာလေးတွေလည်းဆက်တော့ထုတ်သွားမယ်ဒါပေမဲ့နောက်ပိုင်းဟိုဒီနှစ်ကတော့ series 2ခုလောက်တော့သွားမယ်ပေါ့နော်ဟိုဟာပေါ့ညီမရိုးရာနဲ့ဆိုင်တဲ့ဟာမျိုးလေးတွေပြီးတော့ဒီ 90s kid နဲ့ဆိုင်တာမျိုးတွေဒီကလုံးဝမြန်မာပေါ့နော်မြန်မာနဲ့ဆိုင်တဲ့အယုတ်ကလေးတွေပဲဖြစ်သွားမှာပါဟုတ်ဟိုဟာလေဈေးကြီးတယ်ဆိုတာလက်ခံပါတယ်လက်ခံတယ်ဆိုတာရယ်ပြီးတော့နောက်တစ်ခုကကြတော့လူအမြတ်အများကြီးယူထားတယ်မြန်မာရုပ်ကိုပို့ပြီးတော့ပေါ့နော်ဈေးကွက်ရှိတာတီးလို့လုပ်တယ်အဲ့လိုတော့မဟုတ်ပါဘူးဒီ local မှာလောက်ရတာဖြစ်တော်ညာလဲဒီနိုင်ငံခြားမှာရှိတဲ့ resource တွေယူရတာရှိရယ်အခုအရန်ခက်ခဲတဲ့ဟာတွေရှိရယ်ခါကျရင်ဆေးတွေဝယ်ရတာရှားတာရှိရယ်ပြီးတော့ဒီဟာထည့်တဲ့ဟာမျိုးလေးတွေပေါ့နော်ဒီစက်ပစ္စည်းတွေမှာပြန်ပြီးထည့်ရမယ့်ဟာမျိုးလေးတွေကနှစ်ဆဒီတက်လာတဲ့ဟာမျိုးလေးတွေရှိရယ်အဲ့တော့ဟိုဈေးတော့ကြီးတာမှန်တယ်ဒါပေမဲ့ဟိုပေါ့နော်ဟိုဒီဟာလေးလုပ်တဲ့ပညာတော့မဟုတ်ဘူးเนาะဒီစဉ်းစားထားတဲ့ idea လေးတွေပြီးတော့ဒီဟာပြီးတဲ့အချိန်မှာပြန်ရလာမယ်ဒီပေါ့เนาะဒီမှာဆိုလဲအမ story cut ထဲမှာဆိုလဲ scan လေးထားတယ် scan လေးထားပြီးတော့ဒီဖုန်းနဲ့ဖတ်လိုက်တာနဲ့သူ့ရဲ့ background ဟာလေးကိုလဲ cartoon လေးလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဟိုအမတို့ကတော့တန်အောင်ပေးတာပေါ့เนาะတန်တယ်လို့လဲအမတို့ထင်တယ်တကယ်အခုများတယ်မျိုးက local ဈေးကွက်နဲ့များတယ်ဆိုရဲထင်တာဟာလဲအမတို့လက်ခံပြီးတော့မှထပ်ပြီးတော့ဈေးသက်တာတဲ့ဟာမျိုးပေါ့เนาะအဲ့ဒါလေးလဲတစ် line ထုတ်ဖို့ရှိပါတယ်နောက်ပြီးတော့ဒီတစ် line လဲထုတ်ဖို့နှစ် line ဖြစ်သွားတာပေါ့เนาะအဲ့လိုမျိုးလေးတော့လုပ်ထားပါတယ်ရှင်ဟုတ်ဒီဟာလေးဆိုသူကထွက်တာရိုး raw ပဲထွက်ပြီးတဲ့အချိန်မှာဒီပေါ့နော်ဆေးတုတ်တာတို့ပါတို့ပြီးတော့ဝေဖန်တဲ့ထဲမှာလည်းဆေးမညီဘူးပေါ့နော်ဆေးမညီဘူးဆေးသားမကောင်းလို့ထင်ဒါကကြောင့်ဒီလုံးဝလက်နဲ့တုတ်လက်နဲ့လိုလုံးဝခြေရတဲ့ဟာပေါ့နော်ခြေရတဲ့ဟာဆိုတော့အမရဲ့စိတ်ထဲမှာကျတော့ဒီ handmade လုပ်မယ်ဆိုရင်ပို့ပြီးတော့ကောင်းမယ်ဆိုပြီးတော့ထင်ခဲ့တာဒါပေမဲ့ဟိုဝေဖန်တဲ့ထဲမှာတော့ဆေးမှုတ်လိုက်ပါလားတို့ဆေးကိုစိန်လိုက်ပါလားတို့ရှိမယ်ဒါပေမဲ့ဒီနိုင်ငံခြားကိုပို့တဲ့ဟာမျိုးတွေကြတော့အမတို့ကဒါဒီရန်တက်မှုရှိရယ်နိုင်ငံဒီမြန်မာနိုင်ငံကဟိုနော် customer လေးတွေကကျတော့ဒါတက်ရဖြစ်ချင်တာပေါ့နော်သူတို့ကလည်းဒီမြန်မာဟာကိုပို့ပြီးတော့ကောင်းစေခြင်းလို့ဖြစ်မှာပေါ့အဲ့တော့ပိုတက်ရက်စေခြင်းနဲ့ဝေဖန်မှုတွေကြတော့လေခါလေးကျရင်နိုင်ငံခြားမှာကျတော့ဒီဟာအရန်တက်မိုးရှိရလက်မှုပေါ့နော်သူတို့လက်နဲ့ချဲတာအစားဗီဒီယိုတွေလည်းတောင်းကြတယ်အဲ့လိုလက်ဟိုပေါ့လူလုံးတဲ့ man made ကိုအရန်တက်မိုးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေကလည်းအဲ့လိုပေါ့အကြာကြီးနဲ့တနေ့တယောက်ကိုဆိုရင်တနေ့မှာ3ယောက်လောက်ပဲချဲနိုင်တယ်အဲ့လိုမျိုးလေးပေါ့နော်ဒီအချိန်ကလည်းဒါဟိုဖြစ်ပါတယ်ကြားလို့ပါပြောဖို့ကောင်းတာအလုံးဝဒီပြပြစီကွက်ကိုမန်ထားဘူးဒီ local ကိုပဲလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့မထင်မှတ်တဲ့အချိန်မှာအခု US မှာလည်းပေါ့နော်ဟိုဒီဟိုပါပေါ့franchise ယူထားတာရှိရယ်ပြီးတော့ Australia Dubai Middle East ပြီးတော့ Taiwan Bangkok အများကြီးပေါ့နော်အများကြီးမှာအခုဆိုရင်90 store ရောက်နေပါပြီလို့ဟုတ်အရင်တုန်းကလေးရကျဲခဲ့တာဆိုတော့international ထိသွားခြင်းတယ်လို့ပြောခဲ့တာလေးကတော့ဒါပေါ့ဒီလိုလေးရောက်လာတယ်ပေါ့နော်အဲ့ထက်တော့ပို့ပြီးတော့စူးစမ်းပေးရမှာပေါ့ဟုတ်ဒီပေါ့နော်မြန်မာ Palace Blind Box က series 1မှာအခုဆိုရင် second edition ဖြစ်နေပြီဒီ second edition လေးကလည်းဒါကုန်ကန်နီးနေပြီပေါ့နော်အဲ့ဒါပြီးရင်လည်းအမတို့ဒီဒုတိယအမှာအရင်မထင်မှတ်ထားတဲ့ series တစ်ခုထွက်ဖို့ရှိပါတယ်လို့အဲ့ဒါလေးလည်းစောင့်မျှော်ပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ဟုတ်စက်ကူရုပ်လေးတွေရောတစ်သားရုပ်ကလေးတွေလည်းဆက်ပြီးတော့ထုတ်လို့သွားမှာပါလို့ဟုတ်ကျေးဇူးပါ